Fuku Island ရောက်ရင်မသွားမဖြစ် Vietnam က Disneyland လို့တောင်တင်စားထားတယ် Green Winter ကိုသွားလိုက်ခဲ့ရလေးတင်ထားတယ်Fuku Island မှာမရောက်မဖြစ်တဲ့ Winter Amusement Park ကိုရောက်နေတာအဲ့ခဲ့တော့အထဲမှာလည်းလေ Disneyland လိုမျိုး castle ကြီးလောက်ထားတာတော်တော်လေးကိုလှတယ်ဗီယက်နမ်မှာလေဘယ်နေရာဖြစ်ဖြစ် drink တွေကဘတ်30အောက်ဆိုတော်တော်လေးတန်တယ်အရင်ဆုံး adventure ride တွေရှိတဲ့ဘက်ကိုသွားခဲ့တယ်။ Eco Spell ဆိုတဲ့ adventure ride လေးစီးခဲ့ရတော်တော်လေးမိုက်တယ်။ဇုံတွေအများကြီးခွဲထားတာဆိုတော့လေတေချာလေးလှည့်ခြင်းတဲ့သူဆိုရင်ဒီ amusement park တွေတနေ့ကုန်အချိန်ပေးသင့်တယ်။ hiking လေးပါနာမည်ကြီးရဲ့ဒီ photo spot နေရာတာတဲကြီးရောက်နေတာ အခုကနာမည်ကြီးရဲ့မာမစ်ရှိုးပွဲကြီးဖို့သွားနေတာရှိုးတိုင်းလဲနီးနေပြီဆိုတော့လူတွေမှအများကြီးပဲဒီမာမစ်ရှိုးကလေအကြာကြီးစောက်ပြီးတော့တန်းစီရအောင်နဲ့တန်အောင်တော်တော်လေးကိုမိုက်တာဒီရှိုးပွဲကလေလူတွေကြည့်တာအများဆုံးဆိုတော့ရှိုးပွဲမစခင်ကြိုပြီးတော့သွားနော် Aquarium လည်းရှိရဆိုတော့ဝင်ပြီးတော့ကြည့်ခဲ့သေးတယ် Amusement Park ရဲ့ package ထဲမှာလေဒီ entrance fee တွေကအကုန်ပါပြီးသား Aquarium အောက်မှာ lunch စားကျင်တဲ့သူရဲ့အတွက်လည်းဒီလိုနေရာလေးရှိရယ်ပင်ကွင်းလေးကိုအစာကျွေးရဲ့အချိန်နဲ့တိုးလို့သွားပြီးဆက်စုနေတာတော်တော်လေးချစ်ဖို့ကောင်းတယ် ဘက်က fantasy land ဖြစ်စရာလေးနော်ဝင်ကြည့်မယ် အရင်ဆုံး Alice in Wonderland ရဲ့အိမ်လေးထဲကိုဝင်ကြည့်ခဲ့တယ်အိမ်လေးကိုလေသေးလေးပုံစံမျိုးလုပ်ထားတော်တော်လေးကိုမိုက်တယ်သူတို့လုပ်ထားတဲ့သင်းလေးကလေကာတွန်းနဲ့အတိုင်းပဲတရားဆိုရင် Alice က jungle ရောက်သွားတဲ့နေရာလေးချစ်စရာလေးဓာတ်ပုံရိုက်လို့လည်းလှတယ်နေရာရဲ့လိုကလေရောင်စုံလေးရေဆိုတော့ကိုလိုမျိုးဓာတ်ပုံလိုက်တာကြိုက်တဲ့သူနဲ့ကွတိပဲဖန်ဆယ်ရဲ့အိမ်လေးရဲ့လည်းဝင်ကြည့်ခဲ့သေးတယ် Amusement Park ရဲ့အပြင်ဘက်ကိုလည်း Europe တောင်းလို့လုပ်ထားတာဆိုတော့တော်တော်လေးလှတယ် ပြန်တော့မယ်